တေးအောင်မုန်းတာအဲ့လိုမျိုးသူတိကျွန်တော်အချောင်းကြီးလို့တတ်မှတ်တာအချုံထဲမှာပုံပုံလာချအရင်မုန်းတယ် အားလုံးပဲမင်္ဂလာပါ Pains ကနေကြိုဆိုပါရစေဒီနေ့မှာတော့အခုကြော်စီရနေတူရှိနေတာပါ ဟုတ်မင်္ဂလာပါ ဟုတ်အခုဒီရက်ပိုင်းမှာပေါ့နော်ဂိမ်းတွေပါဆော့ပြစ်လား ဟုတ်ဆော့ပြတယ် ဟုတ်ဘာဂိမ်းတွေဆော့ပြစ်လဲမသိ မိုဘိုင်းလေးကအများဆုံးဆော့ပြ ဘူး mobile legend ကတော့လူတိုင်းဆော့ပြစ်မယ်တဲ့ညီမလည်းအပေါင်းပဲပေါ့နော်အဲ့တော့ mobile legend မှာဆော့လို့ရှိရင်ဘာ role ဆော့ပြစ်လဲမသိဘူး ကျွန်တော် Jungle Rule ဆော့တာများပါတယ် Jungle Role ဘာ hero တွေကင်ပြစ်လဲ အခုရှင်တော့ဟာဦးစားတော့ လူရှင်တော့ဟာပစားအခုခုနကပေါ့နော် interview ကင်တော့အခုညီမကိုပြောလိုက်တာဂိမ်းကိုတစ်ခါတလေမှဆော့ပြစ်တယ်လို့ပြောလိုက်တာဆိုတော့အခုလက်ရှိမှာ rank ဘယ်လောက်ရောက်နေပြီလဲ ဟောနာရှိသေးတယ် မသိကေဟောနော်ရောက်နေတကယ်ဆိုညီမဆိုလက်ချက်ပဲရှိသေးရသီလားတကယ်ပြောညသိမစော့ပြဝင်ပြီးတော့ခုနကပေါ့နော်ပြောလက်စားဆိုလို့ရှိရင်ဂျန်ငယ်ကလွယ်ပြီးရင်တခြားဘာဂိမ်းဘာ role ဆော့ပြစ်သေးလဲ မေးရပြီးတော့ Masman Masman တခုရှိတာကအဲ့လိုမျိုး hero တွေထဲမှာလေဂျန်ငယ်ဆော့တာဆိုတော့အာယုံအရန်နောက်ပြီးတော့အရန်ကိုမုန်းတဲ့ hero တကောင်ရှိတော့ရှိမှာပဲတေးကြတယ်ဒါဂျန်ဂလာတိုင်းမှာရှိတယ်အဲ့ဒါအခုအတွက်ဘယ် hero များဖြစ်မလဲ Hanzo Why you bullying me? ဟန်ဆိုဘာဖြစ်လို့လဲ တေးအောင်မုန်းတာအဲ့လိုမျိုးသူတိကျွန်တော်အချောင်းကြီးလို့တတ်မှတ်တာ အချုံထဲမှာပုံပုံလာချအရင်မုန်းတယ် အခုနဲ့ညီမလည်းဂိမ်းထဲမှာတွေ့ညီမဟန်ဆိုကင်အောင်ကင်ရမယ်ကြည့်တယ်ညီမဟန်ဆိုကင်ပြီးတော့လက်ကိုဖိတ်ထိုးပါ ကျွန်တော်ဟာတော့ကင်မယ်အမောင် အဲ့ဒါ favorite hero တင်တယ်နော် မဟုတ်အမကဂူရှာဖရီ အော် okay ဟုတ်ပြီအဲ့တော့နောက်တစ်ခုကညီမအတင်းနေတယ်မှာအပိရဲ့အတင်းနေပါရရှိလား ရှိတယ်အရင်တော့ဘာမစ်ကိုပေါ့ ဘာမစ်ကိုအခုရော အမှန်တော့ဘာမစ်ကိုအားပေးရတော့ဟုတ်တယ်ဒါပေမဲ့အဲ့ရလူတွေကိုပို့ပြီးအားပေးတာ အော် okay ဟုတ်ပြီအဲ့တော့လောလောဆယ်မှာတော့ဘာမစ်ကိုကတော့မရှိတော့ဘူးပေါ့နော်ညီမတို့ဂျတိုင်းဆိုပြီးတော့ဖြစ်သွားပါတယ်အဲ့တော့အခုအနေနဲ့တခြားမြန်မာအတင်းတွေကိုအပိစကားဘာပြောချင်တာရှိသေးလဲ အားလုံးကောင်းကြပါတယ်အားလုံးကောင်းကြပါအခုအများကြီးလဲထပ်ပြီးတော့မြန်မာကိုဆောင်စူးစမ်းကြပြီးစူးစမ်းပေးကြပါလို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဆိုလို့ရှိရင်လည်းညီမဂိမ်းထဲမှာတွေ့ရင်ကိုစီထိုးရပါအောင်မယ်ကျေးဇူးပါ ကျေးဇူးတင်ပါတယ်